မင်္ဂလာပါနာရီတွေရောက်နေလို့တဲ့နော်နာရီရောက်နေဆိုဒီနှာခေါင်းအတွင်းတွေကအတွင်းနံရံတွေနာရီလေးတွေရောက်တာပေါ့အဲ့တော့ဆွမ်းနွယ်ပေါ့နော်မိကြီးကဲရေးရေးလေးအပေါ်မှာဆွမ်းနွယ်မုံနဲ့မယိုးရွက်ပေါ့နော်မယိုးရွက်ဆိုတော့ဒီမန္တလေးမှာပေါ်တယ်နော်တချို့ကလည်းနိုခဲပင်လို့ခေါ်တယ်တချို့ကလည်းမယိုးပင်လို့ခေါ်တယ်အဲ့ဒီမယိုးရွက်အချောက်ကလေးနဲ့စနွေးမုံလေးနဲ့ဘာလို့တို့နှစ်ခုကိုမြကြီးကလေးပေါ့တင်ပြီးတော့ခေါင်းပေါ်မှာဆောင်းလေးမဟုတ်ဒါမှမဟုတ်တစ်ပတ်လေးအုပ်ပြီးတော့နှာခေါင်းထဲကိုရှူရှိုက်စာရှူပေးပါပြီးလို့ရှိရင်လုပ်ပြီးပြီဆိုညအိယာဝန်ခံဒီတိုင်းဒီနာရီလေးတွေကိုဘာလို့ရွှေပြုံဒီအညာလေးတွေးပြီးတော့လိမ့်ပေးပါအဲ့တော့မယိုးရွက်အချောင်းနဲ့စနွေးမုံနဲ့မီးရှို့ပြီးတော့ထွက်လာတဲ့အငွေကိုရှူပေးရမှာဖြစ်ပါတယ်